ကဲအခုလိုမျိုးခောက်มาလားပုံမှန် laptop လိုပဲသုံးมาလားကြိုက်တယ်လို့သုံးလို့ရတဲ့အနေအထားမှာရှိတာကတော့ Lenovo ယောဂပဲဖြစ်ပါတယ်ယောဂလုံးဝခောက်ချိုးအထာလေးပေါ့ဗျာပုံမှန် laptop လိုသုံးကျင်လို့ရှိရင်တော့အသာလေးဖြတ်ပြီးတော့ကျွန်တော်ချပြီးတော့သုံးလို့ရတယ် keyboard backlight တွေပါတယ်ဘေးပေါင်လေးတွေကျင်းတယ် touch screen နဲ့လည်းလုံးဝ share ဖြုတ်လို့ရတဲ့အနေအထားလေးဖြစ်ပါတယ်မဟုတ်သေးဘူးမကြိုက်သေးဘူးဆိုလို့ရှိရင်တော့ကျွန်တော်ခောက်ပြီးတော့သုံးကျင်တဲ့အမျိုးတွေအတွက်ကတော့ Windows tablet လို့ 2-in-1 သုံးလို့ရမယ့်အနေအထားမှာတော့ touch screen လေးနဲ့အသာရလေးသုံးလို့ရမှာပဲဖြစ်ပါတယ်အဲ့ဒါတော့ Lenovo ယောဂ360ခောက်ချလိုက်လို့ရတဲ့360ခောက်ချိုးလေးပဲဖြစ်ပါတယ် i5 ကို10 generation ဖြစ်ပါတယ် RAM 8GB နဲ့ SSD 256နဲ့ဖြစ်ပါတယ်14လက်မ display ကလည်း Full HD နဲ့ချီတောင်ရှင်းသုံးလို့ရတဲ့ဘေးပေါင်လေးတွေကျင်းတဲ့ webcam ပါမယ် webcam မှာ privacy shutter ပါမယ် keyboard backlight ပါမယ်ဗျာလုံးဝမိုက်တဲ့အနေအထားမှာတော့ touch screen နဲ့အထာကြကြသုံးလို့ရတဲ့ metal body နဲ့လည်းဖြစ်တဲ့ Lenovo ယောဂကတော့16,500ပဲကြာမှာဖြစ်ပါတယ်ကျွန်တော် power button ကဘေးကိုရောက်သွားပြီအထာကြတယ်ဒီဘက်ညာဘက်ချမ်းမှာတော့ USB ပေါ်လေးတွေ့ရတယ်ဘယ်ဘက်မှာဆိုလို့ရှိရင်တော့ audio jack တွေ့ရမယ် Type C နှစ်ပေါ့ဗျအားသွင်းတဲ့ပေါ့နှစ်ပေါ့လုံးကအားသွင်းလို့ရတယ်data transfer လည်းလုပ်လို့ရမှာဖြစ်ပါတယ်အဲ့ဒါတော့ယောဂဖြစ်ပါတယ်အဲ့တော့ 2-in-1 ပဲ180ပဲခောက်360ပဲခောက်ကြိုက်တယ်လို့ခိုင်းလို့ခောက်လို့ရတဲ့ကောင်ကတော့16,500နဲ့ပဲကျွန်တော်အားပေးနိုင်မှာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ဗျာ